မိဘကိုလှုပ်ကြွေးဖို့ဘလုံကောင်းနေရတဲ့ကလေးလေးအတွက်ခဏတာပျော်ရွှင်အောင်လုပ်ပေးခဲ့တဲ့ຫນွယ်ပိုးအိမ် တားကိုမဟုတ်ပေးနေတာဒီဘက်လက်မှာ1000ရှိတယ်ကွာဒီဘက်လက်မှာ9000ရှိတယ်ဦးလက်ကိုတော့ကိုစုပ်လိုက်တာရွှေမှန်ရအောင်ရမယ်တားရှုံးရင်1000မရမှာနိုင်ရင်9000ရမှာကွာတော့တူလားနောက်ဒီမှာ1000တော့မြင်နေနော်9000တော့နောက်ဆုပ်လိုက်ပြီ1မိနစ်နဲ့တော့တာနော်တားကြံပဲတားဖို့အတွက်အထူးလုပ်လိုက်နော်စုံးမရဖို့အတွက်ပြတားမှာဘယ်ဘက်လက်ကိုကြည့်မကြတဲ့ဘက်ကိုကြည့်တားကြံပဲဒီဘက်လက်ယူမှာလားကင်တာဒီလောက်ကင်တာဒီဘက်လက်ဖွင့်ကြည့်လိုက်ပါဦးဒီပြောက်ဦးဖွင့်လိုက်မယ်နော်ဘယ်လောက်ကြံမဲ့တော့တာဟောဒီဘက်မှာ9000ပြတော့ရတယ်တားရေဘယ်လိုလုပ်မှာလဲအဲ့ဒါရလား1000မရတော့မှာဗောတားရေဟမ်ဘယ်လိုရလဲတားရေ9000မလို့ချင်းဘူးလားနောက်တစ်ခါပြန်လုပ်ရမှာရလာပြီမှာဗောကြံမဲဗောဟုတ်ကြတယ်တားတော်လိုက်လားဦးနဲ့လာခဲ့ပါဦးကတားကိုရှောင်းထားပေးမယ်လေတားနဲ့မယ်ဘယ်လိုခေါ်လဲကောင်းချစ်လို့ကောင်းလိုက်တာတားရေချိုးလိုက်တာတကယ်ချစ်တယ်နော်တားကွက်တယ်တော့ဒီဘက်လေး9000ပဲဦးကစတာနှစ်ဖက်လုံး9000ကဲတသိန်းလေးမယ်ဆိုတာပြောမှာလားရမ်းပြောတယ်တသိန်းရောကင်ဘူးလားကင်ဘူးချစ်လိုက်တာတားရေဦးနဲ့လိုက်ခလိုက်တာမဟုတ်တားရေတားဦးသားကိုကြောင်းလဲထားပေးမယ်တားဦးနဲ့နေလို့ရတယ်အမေတို့တွေ့ရအောင်ပါဟောသိနေနော်မွေးကျေးဇူးကိုလည်းရောပဲဆက်လို့ကုန်ပါလေမဟုတ်မွေးကျေးဇူးကိုဆက်လို့ကုန်ပါလဲမဟုတ်ဘူးတဲ့ဟောတားရေပြောတတ်လိုက်တာသိနေရဲ့နော်ပရိသတ်များရှေ့ရန်ကုန်မှာရှိတဲ့ຫນွယ်ပိုးအိမ်အထည်အလိပ်မျိုးစုံနဲ့ခြေတယ်ပိုးတယ်လက်ကားဖြန်းချီပေးနေတဲ့ဆိုင်ကတော့ရောင်းအားကောင်းပြီးတော့ဆက်ဆက်ရေးပြလို့နာမည်ရနေတဲ့ဆိုင်ပဲဖြစ်ပါတယ်။ဆိုင်မှာရှိတဲ့ပစ္စည်းတွေကိုလည်းလူရန်စားမရွေးဝယ်နိုင်မဲ့ဈေးနှုန်းနဲ့သာရောင်းချပေးတဲ့အပြင်မကြ promotion တွေချပေးနေတဲ့အကြောင်း social media မှာနာမည်ကြီးလာခဲ့တာပါ။အခုဆိုရင်တော့ဆိုင်ခွဲတွေအများကြီးကိုဖွင့်လာနိုင်တဲ့အပြင်ဝန်ထမ်းတွေကိုလည်းကြောသားရင်သာမခွဲခြားဘဲနဲ့နွေနွေထွေးထွေးဆက်ဆံခဲ့တာကြောင့်ဝန်ထမ်းတွေကိုပျော်အောင်မွေးနိုင်တဲ့ဆိုင်လို့ပြောရင်လည်းမမှားပါဘူး။တဦးမြတ်တာတဦးမှဆိုသလိုဆိုင်ရှင်ကသဘောကောင်းတော့ဝန်ထမ်းလေးတွေကပျော်ရသလိုဝန်ထမ်းတွေကပျော်တော့ဆိုင်ကလည်းရောင်းအားတက်လာတာဖြစ်ပါတယ်။ဒါအပြင်သူတို့ကိုယ်တိုင်ကလည်းအောက်ခြေကနေပြီးတော့ကြိုးစားလာပြီးတက်လာခဲ့ရတာကြောင့်ကိုချင်းစာတရားလက်ကင်ထားပြီးတော့လောက်ကင်ခဲ့တာဖြစ်တယ်လို့အခုချိန်မှာတော့ချမ်းသာသာပြည့်ပြည့်စုံစုံနဲ့ဘဝကိုအေးချမ်းစွာနဲ့ပိုင်ဆိုင်စွာနေနိုင်ရပြီဖြစ်ပါတယ်။ဒါကြောင့်လေဆိုင်ကရရှိရဲ့အမျက်ငွေတွေကနေပြီးတော့မကြာခဏဆိုသလိုဖောက်တယ်တွေကိုကေပေးလက်ဆောင်ပေးသလိုအမှန်တကယ်လိုအပ်နေတဲ့စင်းရဲသားတွေကိုလည်းလှူဒန်းရင်းနဲ့ကုသိုလ်တွေယူနေတာကိုလည်းတွေ့ရမှာပါပြီးခဲ့တဲ့ရက်မှာလည်းအမေနဲ့အတူနေပြီးတော့ပလုံကောက်နေရတဲ့ကလေးတူကိုမဘိုးပေးပြီးတော့ပျော်ရွှင်စေခဲ့တာပါကလေးကိုဒီအတိုင်းမဘိုးမပေးဘဲနဲ့ဂိမ်းကစားရင်းနဲ့ပေးသွားတာမို့ကလေးလေးကအရှင်ခုံဆေးလို့ရှားနေတာကိုလည်းတွေ့ရမှာဖြစ်ပါတယ်ရလာတဲ့ရလက်ကိုလည်းကြည်ကြည်နဲ့ကြီးလက်ခံမဲ့ကလေးရဲ့ဖြူစင်တဲ့စိတ်ကလေးကိုတွေ့ရတာပါဒါအပြင်ကလေးလေးကအသက်ငယ်ပေမဲ့လောဘမကြီးပဲရတာနဲ့အတင်းတိမ်ရှောင်ရဲတက်တဲ့စိတ်ကလေးကလည်းချီကျူးစရာကောင်းလို့နေတာပါမကြသေးခင်ကမှအဖိုးဆုံးသွားခဲ့တာကြောင့်စိတ်ထိခိုက်ခံစားနေရတဲ့ကလေးကဘလုံကောက်ရင်းနဲ့စာဝင်နေဖြည့်ရှင်းနေကြရတာဖြစ်ပြီးတော့လောကဒန်ကိုအရွှေနဲ့မလိုက်အောင်ခံစားနေရတာဖြစ်ပါတယ်ရွယ်ဘိုးအိမ်ဆိုင်ပိုင်ရှင်ကမွေးစားဖို့ခေါ်တာကိုလည်းအမေကိုလှုပ်ကြွရအောင်မယ်လို့ညင်းခဲ့တာဖြစ်ပြီးတော့အမေရဲ့မွေးကျေးဇူးကိုဒါဘယ်တော့မှဆက်လို့ကုန်မှာမဟုတ်ဘူးလို့ပြောနေပုံလေးကကြားရသူတွေအတွက်ကတော့ကြည်နူးစရာကောင်းနေတာပါဒါလေးကချစ်စရာကောင်းတဲ့ရုပ်ရည်တင်ပြင်ရှိသလိုစကားပြောတဲ့နေရာမှာလည်းရဲတင်းသွက်လက်လို့နေတာပါလူကြီးမေးသမျှကိုရင်ရင်ကြည်ကြည်လေးနဲ့ပြန်ဖြေတယ်လို့အမူအရာကလည်းတိမ်မွေ့နေတာကြောင့်အခုလိုနေရာနဲ့ကလေးနဲ့မလိုက်ဘူးလို့လူအများကပြောဆိုနေတာပါရွယ်ပိုးအိမ်ပိုင်ရှင်နေနဲ့ဒီလိုမျိုးလိမ္မာရင်ကြီးတဲ့ကလေးရဲ့ပညာရေးစီးပွားရေးအပြင်သူတို့လေးတွေရဲ့ဘဝတွေကိုပြည့်စုံအောင်စနစ်တကျကူညီထောက်ပံ့ပေးနိုင်တဲ့သူမျိုးဖြစ်ချင်ခဲ့တာပါသူအနေနဲ့ရောက်လျာနေရာတိုင်းမှာပုံစံမျိုးစုံနဲ့အလူအကျန်းလုပ်နေရတဲ့အပြင်အခုလိုလိမ္မာရင်ကြီးပြီးတော့ငငယ်ရွယ်နဲ့လောကဒန်ခံနေရတဲ့ကလေးတွေအတွက်စိတ်ခွန်အားတွေအမြဲပေးနေတဲ့ဗီဒီယိုလေးတွေကိုသူရဲ့ TikTok မှာ share ပေးလိရှိတာကြောင့်လည်းသူရဲ့ TikTok ကိုဝင်ရောက်ကြည့်ရှုသူများပြလို့နေတာဖြစ်ပါတယ်အကူအညီလိုအပ်နေသူတချို့ကလည်း TikTok မှာတွားရောက်အကူအညီတောင်းခံခဲ့ကြသလိုရွယ်ဘိုးအိမ်မိသားစုကိုလည်းဒီချက်မကလူတန်းနိုင်ဖို့ရာကိုအများဆူတောင်းပေးနေကြတာပါရွယ်ဘိုးအိမ်မိသားစုချမ်းသာလို့လူတာမဟုတ်ပဲလူနိုင်လို့ချမ်းသာတာလို့ယူဆမိပါတယ်အခုလိုအလူရည်ဆက်လက်နဲ့မကွာဆိုသလိုပြည့်တဲ့အိုးကိုမဖြည့်ပဲတကယ်မပြည့်တဲ့အိုးတွေကိုရှာပြီးတော့ဖြည့်ပေးနေတဲ့ရွယ်ဘိုးအိမ်ဆိုင်ပိုင်ရှင်မိသားစုအပေါ်စွမုံကောင်းအများကြီးတောင်းပေးလိုက်ရအောင်ပါရှင်ဗီဒီယိုလေးအဆုံးလေးလိုက်ပါကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးများကြီးတင်ပါတယ်ရှင်